တန်တရားဝကမလွတ်သေးသမျှတော့ပြည်သူပဲဖြစ်ဖြစ်တန်တရားထဲမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခဆိုတာရှောင်လွှဲလို့မရဘူးဘယ်သူမှရှောင်လွှဲလို့မရခန္ဓာကိုယ်ကြီးရထားပြီဆိုရင်ခန္ဓာဒုက္ခလူတိုင်းခံဒါပြင်ခန္ဓာဒုက္ခဆိုတာဘာတွေတော့ဆိုရင်ခန္ဓာရထားတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုဆွဲမိပြီးတော့ယောဂဝိရဏဖြစ်တာဒါခန္ဓာဒုက္ခတစ်ခုပဲအချို့ပုဂ္ဂိုလ်တွေယောဂဝေဒနာကိုခံရတယ်အချို့ပုဂ္ဂိုလ်တွေယောဂဝေဒနာကိုမခံရဘူးသို့တော့အိုခြင်းဆိုတဲ့ဆင်းရဲနာခြင်းဆိုတဲ့ဆင်းရဲသိခြင်းဆိုတဲ့ဆင်းရဲကိုတော့လူတိုင်းကြုံတွေ့ကြမှာဖြစ်တယ်ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာအဆုံးသတ်ကဒီပုံစံမဲ့သွားတာပဲဖြစ်တယ်ပေါ့ချမ်းသာသူရောဆင်းရဲသူပါအသက်အရွယ်ကြီးသူရောငယ်သူပါပြည်သူမှရှောင်လွဲလို့မရတဲ့ခန္ဓာဒုက္ခလူတိုင်းခံစားကြရတယ်မြန်မာနိုင်ငံကမြန်မာလူမျိုးတွေကြီးတာလားဆိုဘယ်ဟုတ်မလဲကမ္ဘာမှာရှိသမျှလူသားတွေသတ္တဝါတွေအားလုံးဟာခံစားကြရတာကြီးပဲဖြစ်တယ်ဒါကြောင့်မို့လူဘဝမှာအလုံးတူညီတာတော့လူမျိုးချင်းကွဲပြားတယ်ဘာသာစကားချင်းကွဲပြားတယ်ရှင်မြေဒေသခြားနားတယ်ဘာသာစကားချင်းလည်းကွဲပြားတယ်အသားရောင်ချင်းလည်းကွဲပြားတယ်လို့ကွဲပြားမှုတွေရှိတော့လည်းပဲအလုံးတူညီတဲ့ဘုံသဘောတရားကတော့ဘာလို့ဆိုရင်လူမှန်လို့ရှိရင်ဝေဖွာလာပြီးတဲ့နောက်တစ်ဖြည်းဖြည်းကြည်လာမယ်ကြည်လာပြီးတဲ့နောက်မှာအိုမယ်အိုပြီးရင်နာမယ်နာပြီးရင်သိမယ်ဆိုတဲ့ဒီဖြစ်စဉ်ကြီးကိုဘယ်သူမှခုံကျော်ပြီးတော့ပွားလို့မရနိုင်ဘူးဆိုတဲ့သဘောတရားကိုသိရှိနားလည်ရမှာဖြစ်တယ်အဲ့ဒါလိုဖြစ်စဉ်ကြီးတစ်ခုကိုတာမန်ပုဂ္ဂိုလ်တွေကတော့ဖြေရိုးဖြစ်စဉ်ဒါလူသဘာဝပဲလို့အရေးမဆိုင်ပဲနေကြတဲ့ပုဂ္ဂိုလ်တွေကများတယ်သို့တော်မြတ်စွာဘုရားဆုံးမကိုရထားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေနေတော့အိုရခြင်းဆင်းရဲနာရခြင်းဆင်းရဲသိရခြင်းဆင်းရဲလို့ဆိုရယ်ဒီဆင်းရဲဒုက္ခဟာအလုံးခံစားရတာဖြစ်တော့လည်းပဲဒါဟာခန္ဓာရထားလို့ဖြစ်ပေါ်ရတဲ့ဆင်းရဲဒုက္ခတွေသာဖြစ်တယ်ခန္ဓာမရတော့ဘူးဆိုရင်ဒီဆင်းရဲဒုက္ခတွေကလွတ်မှဖြစ်တယ်ဆိုတဲ့အသိရှိနားလည်သွားကြအဲ့ဒီသိရှိနားလည်သွားမှုရဖို့တရားနာကြရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအသိဉာဏ်ရဖို့ဒီအသိဉာဏ်ကနည်းတဲ့အသိဉာဏ်မဟုတ်ဘူးအဲ့ဒီအသိတောင်မရှိတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲအများကြီးဆိုတော့ကိမဆိုင်ဘူးလေကိမဆိုင်တော့ယောဂပြမငိုစရာရှိငိုလိုက်မယ်ရည်စရာရှိရည်လိုက်မယ်နဲ့ဒီလိုနဲ့အမှုမဲ့အမှန်မဲ့နေပြီးသေစရာရှိသေသွားကြပြန်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုမလုံမိဘဲနဲ့လူတွေဟာဘဝတစ်ခုဆုံးသက်သွားကြတယ်အဲ့ဒါလိုမဖြစ်ရလေအောင်တန်ဝေကဆိုတဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်ပေါ်လာတဲ့သဘောတရားကိုမိမိတို့ရဲ့ရင်ထဲမှာဖြစ်ဖို့